အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါကတော့ဂျပန်နိုင်ငံမှာဘယ်နေရောဖြစ်ချစ်ရှီကာဂို NICU ဖြစ်တဲ့လူတွေ JOEQ EQ ပေါ့နော်ဖြစ်တဲ့လူတွေကိုအခြေခံဒီလက်မှတ်ရမှဒီမြင့် level တွေကိုလည်းဖြည့်လို့ရမှာဆိုတော့ပေါ့နော်အခြေခံ basic level ဖြည့်ချင်တယ်ဆိုလို့ရှိရင်တန်းတန်းလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေအဲ့ဒါတော့မှဒီ NICU ပေါ့နော်ဘယ်နေရောဖြစ်ချစ်ရှီကာဂိုဆိုတဲ့အတန်းလေးပဲဖြစ်ပါတယ် video class ဖြစ်တဲ့အတွက်ကြောင့်ဥပမာပေါ့နော်ဂျပန်နိုင်ငံကလူတွေကတော့မိုးချီတွန်တက်လို့ရပါတယ်မြန်မာနိုင်ငံကလူတွေဥပမာခြားနိုင်ငံကလူတွေကဘင်းနဲ့လှုပ်ချင်တယ်ဘင်းအခြေခံချီရှိကိတွေဂျပန်နိုင်ငံကနေပြီးတော့အဓိကတရားဝင်ပြဋ္ဌာန်းထားတဲ့ဘင်းနဲ့ဒီဇိုင်းနဲ့ပေါ့နော်အယူအဆတွေစံမွေရောကောတွေအဲ့ဒါတွေလေ့လာခြင်းနဲ့ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်လည်းတက်လို့ရပါတယ်ဒါပေမဲ့လို့ဆောင်းမွေးရတော့မှတော့ဂျပန်ပြည်တွင်းမှာပဲဖြေလို့ရတာဆိုတော့ exam တော့ဖြေလို့မရပေမဲ့လို့စောစောပြောလို့ပဲဒီအလုပ်ရှာဖို့ရန်အတွက်ပဲဖြစ်ဖြစ်ကြိုတင်ပြီးတော့လေ့လာထားခြင်းနဲ့ဆိုလို့ရှိရင်တက်လို့ရပါတယ်ရှင်ပြီးတော့လို့ရှိရင်မြန်မာနိုင်ငံလက်ရှိအခြေအနေရပါတော့အခက်အခဲတွေဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်ဂျပန်နိုင်ငံရဲ့တင်နန်းကြီး50ရာခိုင်နှုန်းရှော့ချပြီးတော့တက်ရောက်ခွင့်ရှိပါတယ်နော်အဲ့တော့တင်ပေးမဲ့စာအုပ်ကတော့ဒီဂျပန်နိုင်ငံစာစစ်ဌာနကနေပြီးတော့ official တရားဝင်ဒီစာအုပ်ကိုဖတ်ပါဒီစာအုပ်ထဲမှာပါမယ်ဆိုတော့ချပြထားလိုက်တဲ့ textbook စာအုပ်နဲ့အခုဒီမှာ meaning စာအုပ်ပေါ့နော်အမတို့တင်နန်းကနေပြီးထုတ်ထားလိုက်တဲ့ meaning စာအုပ်ပြီး quick note ပေါ့နော်အဲ့ဒါလေးနှစ်အုပ်ကိုရှင်းပြပြီးတော့စောင်းမဲအောင်ဖို့ရန်အတွက် focus ထားတဲ့အတန်းလေးပဲဖြစ်ပါတယ်အဲ့တော့ဒီအတန်းလေးကိုတက်ရောက်တဲ့မတော်ရောက်တဲ့ပေါ့နော်ဆုံးဖြတ်ချက်တဲ့လူတွေအတွက်ကိုအထောက်အကူပြုရန်အတွက်အမဒီဗီဒီယိုဖိုင်လေးစာရှင်းထားတဲ့ဗီဒီယိုဖိုင်လေးနမူနာကိုတင်ပေးထားပါတယ်တကယ်လို့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဆက်ပြီးတော့ကြည့်ရှုလို့ရပါတယ်ရှင်အဲ့တော့ဒီစာအုပ်ကတော့ textbook မှာအမတို့ဒီစာဖတ်ပြရဲဆိုတဲ့ပုံစံမျိုးပေါ့နော်အဓိကတော့စာပိုင်းလေးလာရတယ်ဆိုပေမဲ့လို့ NICU level ဒီစာပိုင်းအဓိကတီးတန့်ဖြေရတာပေါ့နော် JOEQ တို့ EQ level ကြမှာအဓိကကိုဘယ် software နဲ့ကျွမ်းကျင်လဲဆိုတဲ့ဘယ် software တစ်ခုခုနဲ့လက်တွေ့ပုံလေးကိုဆွဲပြရတာပေါ့နော်တော်လည်းပဲဒီ NICU လက်မှတ်အောင်မှဒါနဲ့ကျန်တဲ့လက်မှတ်တွေကိုဆက်ဖြည့်ခွင့်ရှိတာဖြစ်တဲ့အတွက်ကြောင့်ဒီအခြေခံစာတွေသူ့ရဲ့ concept အယူဆခိုင်းနှန်းတွေဆံမွေရောကောတွေပေါ့နော်အဲ့ဒါတွေအရင်ဆုံးလေ့လာတင်ယူပြီးတော့မှနောက်ထပ် level တတိကိုသွားနိုင်မှာဖြစ်တဲ့အတွက်ကြောင့်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဒီတင်ကြားရေးဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပေးပါလို့ပြောချင်ပါတယ်ရှင်ဟုတ်အားလုံးကျေးဇူးတင်ပါတယ်ဒါဆိုဆောက်လိုက်တော့မယ်နော်오노노 오나야ပြီးခင်းလင်းဂျူးမင်းတော့ခံတယ်အိုက်တာတယ်ပေါ့နော်အိုက်တာတဲ့ဒါတဲ့မို့လို့နေ cancel image ကိုကျော်ယူရှိရစကုကိုယ်ခေစေနော်ဂျင်းစကုခါကိုဟာကာရကိုတော့ကတခိလို့အဆဆပြောလို့ပဲဒီလိုပုံစံမျိုးတွေခရှိကပေါ့နော်ဒီအစာအုပ်ရဲ့အတွင်းအပြင်ဘက်အကုန်လုံးခရှိက visualization လုပ်လို့ရတာဖြစ်တဲ့အတွက်ကြောင့်ဒီအစာအုပ်ရဲ့ဒီ salmon cut ဆိုတဲ့ designer အတွက်ကျန်တဲ့လူတွေဒီမကဘူးဒီအစာအုပ်ကိုပိုင်ဆိုင်မဲ့လူဟချူရှာတွေပြီးရင်အနီးနားမှာနေထိုင်တဲ့လူတွေခင်းလင်းကျူးမင်းပေါ့နော်နေထိုင်တဲ့လူတွေရဲ့ဂျာနဲ့မှာလေဒီအစာအုပ်နဲ့ပတ်သက်ပြီးတော့ဒီလိုဖြစ်ပါတယ်ဒီလို image ရှိပါတယ်ဆိုတဲ့ဟာကို KOU ရှိရစရိဖြစ်တယ် share ရတာလွယ်ကူသွားတယ်ပေါ့နော်ပြီးတော့လို့ရှိရင် ကိုစီဆိုဘုံတဘောတူညီချက်တွေကိုလှင်းမြန်မြန်နဲ့အသုံးချလို့ရနိုင်တယ်ပေါ့နော်ကျင်းစုကုခါဆိုတော့အဲ့ဒါလေးကိုရေးထားတယ်ပြီးတော့လို့ရှိရင်တတဲမွန်နိုအိုနာကတတဲမွန်နိုပိုင်ဆိုင်တဲ့လူကဆိုလို့ရှိရင်စက်ကေနိုင်ယောနိကိုင်းစရုဣခံရရောဖို့ဟက်ရှင်းရှိရစကုနာရီစက်ကေရှာဝါဆိုရီရာကိုစက်ကေနီဟန်အေရှိရစကုနာတို့တာမဲခိုခရကုမန်စကုတူနော်ခိုချောနေမောစနာကားတယ်အဲ့တော့ဒီအစာအုပ်ကိုပိုင်ဆိုင်မဲ့လူပေါ့နော်အုံနာပေါ့နော်အစာအုပ်ကိုပိုင်ဆိုင်မဲ့လူနည်းနည်းအားဖြင့်ဟက်ချူရှာတောင်းဆိုတဲ့လူကဆိုလို့ရှိရင်ဒီစက်ခေနိုင်ရောကိုကြည့်ပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ထင်မြင်ချက်ပြီးသွားလို့ရှိရင်ရောပိုကိုယ့်ရဲ့ဒီတောင်းဆိုချက်တွေ request တွေပေါ့နော်ဒါပြင်ကျင်တယ်ဒါမပြင်ကျင်ဘူးဆိုတဲ့ဟာဒီဟက်ရှင်းရှိရစေပြောရတာလွယ်သွားတယ်ပေါ့နော်လွယ်သွားတဲ့အတွက်ကြောင့်စက်ခေရှာလည်းစက်ခေဟန်ခိုကိုလောက်ရတာလွယ်သွားတယ်စက်ခေနီဟန်အေရှိရစေဆိုတာပေါ့နော်ဥပမာ customer ဒီနားလေးပြင်ပေးပါဆိုလို့ရှိရင်လည်းပြင်ရတာလွယ်သွားတယ်ပေါ့နော်အဲ့အတွက်ကြောင့်ဒီခိုကီယာကုမန်စကုတို့ခိုကီယာကုဆိုတာ customer ကိုပြောတာပေါ့နော်မန်စကုတို့ကကျင်းတဲ့နိုင်တဲ့ပမာဏတွေတိုးလာစေတယ်ပေါ့နော်はい、なるかじゃまたあれ、一生構造さそびが、投稿されたペンモデルを活用することで、そこ前に検証着などのシミュレーションにより可視化が可能となり、先の初期概念からそのの、整合性を確保しつつ、スムーズな工事の進行と編集の確保が可能となる。ဒါလည်းရှိမှပြောခဲ့ပူပါတယ်ပြောခဲ့ပူတဲ့ဟာတွေပဲထန့်နေတာပေါ့နော်အဲ့တော့ issue ဆိုတဲ့ archi ကိုဆိုဆိုတဲ့ structure accessory ဆိုတဲ့ MEB ဘိုင်းတွေကတိုးကိုစာလက်တာ bin model လို့ဒီလိုအကုန်လုံး data ချက်လက်တွေကိုစုပေါင်းပြီးတော့ information တွေအကုန်လုံးထည့်ထားလိုက်တဲ့စုပေါင်း data bin model ကိုအသုံးပြုခြင်းအပြင်စက်ခုမရဲ့ construction မလုပ်ခင်မှာမလုပ်လို့ရလဲဆိုရင်ရှေ့မှာလည်းပြောခဲ့တယ် can shot ချက်ခုလုပ်လို့ရတယ် can shot ချက်ခုဆိုတဲ့ဟာဒီခိုးဆိုးဆိုတဲ့ structure ပေါ့နော်အစာအုပ်ရဲ့ကိုယ်တယ်ခုတိုင်းဆိုတဲ့ကိုယ်တယ်ကြီးနဲ့ဆက်စုပ်ပြီးရအောင်ပိုက်လိုင်းတွေမီးချောင်းတွေပေါ့နော်ဝါကြိုးတွေတက်တိုတွေအဲ့ဒါတွေနဲ့တိုက်လာမတိုက်လားဆိုတဲ့ဟာကိုခရှိက visualization လုပ်ကြည့်လို့ရတယ်ခံချောချက်ကိုအနေနဲ့အဲ့လိုလုပ်ကြည့်လိုက်တော့ခါကျတော့အမတို့ set key တော့ shock key ခိုင်းတယ်ပေါ့နော်ဒီဇိုင်းရေးဆွဲတဲ့အစ်စ်မှာပဲဒီ zoom man တွေရဲ့စေးကိုစေးဒီပုံတွေပေါ့နော်ဟိုမှာအာခီပုံတွေ issue စုတွေခိုးဆိုးစုတွေဆက်စုပ်ပစ်စုတွေအဲ့ဒါတွေရဲ့စေးကိုစေးတူညီမှုပေါ့နော်ကွဲလွဲမှုဆိုတာမရှိတဲ့တူညီမှုတွေကိုခက်ခုကိုထိန်းထားနိုင်တယ်ပြီးရင်ခိုးကြီးကိုလည်းconstruction ကိုလည်းအမတို့က smooth zone ပေါ့နော် smooth zone
ချောချောမွေ့မွေ့နဲ့ရှင်းခိုးလုပ်နိုင်တယ်ရှင်းခိုးဆိုတာဆက်လက်လှုပ်ဆောင်နိုင်တယ်ပြီးရင်ဟင်းစစ်စနခါကို quality တွေကောင်းအောင်ထိန်းနိုင်တယ်ပေါ့နော်အဲ့တော့စက်ခေကျောမှုတဲ့နော်ခါရှိကနော်မကုတေခီတိုစတဲ့ပါစကီနော်မေဆုကအားခဲလာတယ်ဆိုပြီးတော့ဥပမာပေးထားတယ်ပေါ့နော်စားတယ်ပေါ့နော်ဘင် software နဲ့ဆိုတာတဲ့ဘင် software ထဲမှာရှိလိုက်တဲ့ဒီစကုစေကြောဟိုးတွေကိုအခြားဒီ software တွေနဲ့ပေါ့နော်လမ်းခင်းလုပ်ပြီးတော့ချိတ်ဆက်ပြီးတော့ဒါတွေကိုကြည့်လို့ရတယ်ပေါ့နောက်တစ်ခါကျမြင်ရနိုင်မလို့မြင်ရလို့ရောနေဆိုလို့မမြင်ရတဲ့ဟာတွေကိုလည်းမြင်ရအောင် visualization ပြပေးလို့ရတယ်ဥပမာ cookie နော်နာကလည်းပြီး next နောက်တော့ not simulation ပြီး hit နော်နာကလည်းကိုခါရှိခါဆိုလို့ဆိုတဲ့အချက်၃ချက်ဒီ၃ချက်ကိုမှတ်တယ်ဆိုရင်ဒီနံပါတ်1က visualization ရဲ့ကောင်းကျိုးပေါ့နော်ခါရှိကရဲ့ကောင်းကျိုးကိုနားလည်သွားလိမ့်မယ်နော်ဒီ၃ချက်ကလေးတော့တစ်ချက်မှတ်ပေးပါမှတ်ရခက်တယ်ဆိုရင်ဒီနှုတ်ကလေးကိုမှတ်ပေးနော်အမှ၃ချက်ရေးထားတဲ့နှုတ်ကလေးကိုはいအဲ့တော့မှနောက်တစ်ခုနိဗ္ဗာန်ပေါ့နော်နိဗ္ဗာန်ဒီ建物情報の統合一元化အဲ့တော့ဒါလည်းနှုတ်ရေးထားပါတယ်建物の統合 database ဖြစ်တဲ့一元化လောက်ထားတဲ့အတွက်ကြောင့်一元ခန်းဒီထဲမှာအကုန်စုစည်းထားလိုက်တော့ဒါတစ်ခါတည်းနဲ့ခန်းလေးလုပ်လို့ရတယ်ပေါ့နော်ပြီးရင်စက်ခေကြီးစက်ကို一ခန်းလေးအထိဒီဘင်ကိုသုံးတယ်ဆိုတဲ့ဟာကိုရေးထားတာဒါကိုပဲပြန်ပြီးပြောထားတာပေါ့နော်အဲ့တော့ Hidosana model လို့နီစက်ခေရခန်းချစ်ကုနိကန်ဆူလို့ဆမဆမနာကြောဟိုတနည်းအားဖြင့်ခေကြောတွေရှိရောတွေစိန်တို့တွေ cost တို့နာတို့ပေါ့နော်အဲ့ဒါတွေကိုရှူရကုရှိပေါင်းစည်းပြီးတော့တဲ့အစ်ချကန်ခန်းနေစုကိုတို့တဲ့တစ်ချိန်နဲ့ပေါ့နော်အခက်ဆက်တယ်ပေါ့နော်ခန်းနေလုပ်လို့ရတယ်အဲ့တော့ကြောင့်ဘေး model ကိုတတဲ့မလို့တော့ကို database として活用することができるအဲ့တော့ကြောင့်အခက်ဆက်ခန်းနေလုပ်လို့ရတဲ့အတွက်ကြောင့်သူ့ကိုတတဲ့မလို့တော့ကို database လို့ခေါ်တာပေါ့နော်စုပေါင်း data လို့ခေါ်တာပေါ့ပြီးတော့လို့ရှိရင်ဘင်ကို利用することで研究者が同一の最新情報にアクセスし安くなり、かつ設計からそこまでの各回転を通して設計上を整合性を維持され、ビタレシテーマをリリースけよりよりテーマや時間のロスを省くことができる。誰しまぴょたれはりばべ。ဘင်ကိုတုံးပြခြင်းအပြင်မှာတော့ဒီခန်းကိရှာဆိုတဲ့ဟိုမှာစက်ခိရှာတွေစက်ကိုရှာတွေပြီးဟက်ချူရှာတွေပေါ့နော်အဲ့လူတွေကြားထဲမှာရှိလိုက်တဲ့ဒီ sanction ကြောဆိုတာနောက်ဆုံးပိတ် latest version ဖြစ်နေလိုက်တဲ့ information သတင်းချက်လက်တွေကိုလက်ခံရတာလွယ်ကူသွားတယ်ပေါ့နော်တနည်းအားဖြင့်စက်ခိကနေစက်ကို design ဆင်းကနေပြီး construction အဆင့်အထိခါခုခိုင်းတိုင်းပေါ့နော်အဆင့်အတီးတီးကိုကြော်ဖြတ်ပြီးတော့ဒီစက်ခိကြောဟိုပေါ့နော်ဒီ design ရေးဆွဲတဲ့ information တွေကိုစေကိုစေဒီတူညီမှုပေါ့နော်ကွဲလွဲမှုမရှိအောင်ထိန်းသိမ်းထားနိုင်တယ်လို့ပြောချင်တာပေါ့နော် EG ဆိုတာထိန်းသိမ်းတာပေါ့နော် EG စာလဲထိန်းသိမ်းထားနိုင်တယ်အဲ့လိုထိန်းသိမ်းထားနိုင်တဲ့အတွက်ကြောင့်အမှားဆိုတာမရှိတော့တက်မိုဒိုလီစာကြောဟိုနောက်ပြန်ပြီးတော့ပြန်လောက်ရတယ်ဆိုတဲ့အလုပ်တွေပြီးတော့လို့ရှိရင်တဲမအဲ့လိုလောက်ရတဲ့ဟာတွေရဲ့ပြီးကြည့်ကန်တော့လို့ဆိုအချိန်တွေဆုံးရှုံးသွားတယ်ဆိုတဲ့ဟာတွေကိုဟာဘုခုဆိုတာမှတော့short ချတာလို့ပါတော့ပေါ့နော်အဲ့ဒါလေးတွေကိုလုံနိုင်ပါတယ်လို့ရေးထားတာပေါ့နော်အဲ့ဒါလေးကစာမျက်နှာ18 19ကနေစကြည့်နော်19ကဒီမှာအမတို့ဒီ433ဟာဘုခုဆိုတာ short ချဖယ်ရှားတာပေါ့နော်ကြည့်ကန်တော့လို့ဆိုတဲမတိုင်းရန် afford အဲ့ဒါလေးတွေကိုပြောချင်တာနော် EG ဆိုတာထိန်းသိမ်းဒီပေါ့နော်はいနောက်တစ်ခုကကြတော့မတာတဲ့နောက်တစ်ခုကပေါ့နော်စက်ခေရစက်ကိုခိုင်းတဲ့တာခေဒေဝနာကိုဘင်မော်ဒယ်ကိုခါဆရစရခိုတို့တဲ့တတဲ့မနို့အစ်ချီခန်နီနာတို့နော်facility management တို့ပေါ့နော် facility management ပေါ့နော်အဲ့ဒါလေးကို FN လို့အတူကောက်ခေါ်ပါတယ်ဘုံရတယ်နော်ခါဆရမို့ခါနိုးနာတတဲ့မနို့ကြောဟိုမော်ဒယ်ကိုဆိုခိနိခိုဂျီကိုစရခိုတို့ကတဲ့ခိချူချောခိနော်တတဲ့မနို့အစ်ချီခန်နီခေခါကုမိုစကုတေစရခိုတို့ကတဲ့ခိလို့ခေခါကုမိုစကုတေစရခိုကတဲ့ခိလို့ဒါလည်းပါလဲဆိုလို့ရှိရင်ထပ်ပြီးတော့ပေါ့နော်ဒီစက်ခေကြီးတွေစခုခိုင်းတဲ့နေမဟုတ်ဘူးနောက်ဆုံးမဲ့ဘင်းမော်ဒယ်ဆိုတာဒီ EG ခန်းနေဆိုတဲ့ facility management အထိ FN အထိအသုံးပြုလို့ရတယ်လို့ပြောချင်တာအဲ့လိုလေးပဲမှတ်ထားလို့ရတာဖြစ်တဲ့အတွက်ကြောင့်နိဗ္ဗာန်ဒီခန်းချစ်ကုပေါ့နော်ခန်းချစ်ကုဆိုတဲ့တသက်မုံလို့တော့တိုးကို database ဖြစ်တဲ့အတွက်ကြောင့် EG ခန်းနေလုပ်လို့ရတယ်တူဒီစက်ခေစခုခိုင်းတဲ့နေလောက်တာမဟုတ်ဘူးစက်ခေစခုခိုင်းတဲ့မှာလုပ်တယ်ဆိုလို့ရှိရင်လည်းတက်မိုတိုဒီစာကြောတွေပြီးကြည့်ကန်တော့ rules တွေကိုလည်းဟာဘုခုတို့ကတခိတို့အဲ့ဒီအပြင် EG ခန်းဒီမှာလည်းအသုံးပြုလို့ရတယ်ပေါ့နော် facility management တနည်းအားဖြင့် FN ခိုင်းတဲ့မှာလည်းအသုံးချလို့ရတယ်အဲ့လိုလေးပဲအတူတူမှတ်ထားရအောင်နော်はいနောက်တစ်ခုက3番စက်ခေယူရှော့ခံတဲ့နော်စေကိုစေတန်ပိုအဲ့တော့ဇူမန်ခံတော့စေကိုစေတန်ပိုအဲ့တော့ဒီပုံနေကြားထဲမှာလေးဟိုဟေးမန်စုကတကားဟေးမန်စုမှာရှိတကားဥမာဟိုညာဘက်ချမ်းလေးကိုကန့်နေတယ်ရှော့မန်စုမှာရှိတကားကြတူညီတဲ့တကားပဲနော်ဘယ်ဘက်ချမ်းမှာသွားကန့်နေတယ်ဆိုတော့ဇူမန်ကြားမှာကွဲလွဲမှုတွေဆိုတာမရှိဘူးအဲ့တော့ဇူမန်ခံတော့စေကိုစေတန်ပိုဆိုတဲ့ဟာဇူမန်ကြားထဲမှာကန့်ညီမှုတွေရှိမဲ့ပြီးတက်ဟီရိုကောက်တယ်ဆိုတာဒီ project ခုထဲမှာပူဆိုင်တွေဘယ်လောက်ရှိပါလဲဆိုတဲ့ဟာမျိုးဟီရိုကောက်တာပေါ့နော်အဲ့ဒါမှတက်ဟီရိုဟိုလက်နဲ့ကောက်ထားတဲ့စားလို့ရှိရင် missු က9 missු မရှိဘူးပေါ့နော်။ပုံမှန်အဖြစ် project တစ်ခုထဲမှာမတော် AutoCAD နဲ့ 2D 3D ဆိုလို့ရှိရင်ဥမာ list တွေပါထုတ်တယ်ပေါ့နော်။အဲဒီ project ထဲမှာတကားပဲတစ်ချက်ပါလဲဆိုတဲ့ဟာမျိုး hero ကြီးလုပ်တယ်ဒါပေမဲ့လို့လက်နဲ့တွက်မယ်ပေါ့နော်။ဒီနောက်မှာတစ်ခုဒီနောက်မှာတစ်ခုဆိုရင်ကြံနေခဲ့တာမျိုးတွေရှိနိုင်တယ်။မျက်စိနဲ့လုပ်ထားဆိုတော့တော်လည်းပဲ bin software မှာကျတော့ automatic မတော်တွက်ချက်လို့ရတာဖြစ်တဲ့အတွက်ကြောင့်တဲ့ hero ကြီး missu က9ပေါ့နော်။ missu မရှိနိုင်ဘူးပေါ့နော် hero ကြီးကောက်တဲ့ချိန်မှာ
အဲ့နှစ်ချက်ကိုမှအချင်းချုပ်ထားပါတယ်အဲ့တော့စာပိုက်ကလေးကိုတော့တစ်ချက်ဖတ်ကြည့်မယ်နော်Ben softwareはヒトソのビモレルから平面、レス面、断面図といった各種図面を、機械的に切り出す機能を持つため、それぞれ図面間で筋スマが合わなくなるような問題が発生しない。အဲ့ဒါလေးကိုတစ်ချက်ဒီဘက်မှာရေးထားတယ်ဗောနော်စူကြီးစမကအာဝါ9ဆိုတဲ့အဓိပ္ပာယ်ဒီလိုက်ရောညီတွေမဖြစ်ချင်းကိုပြောချင်တာအာဝါ9ဆိုတော့မဖြစ်တာဗောနော်လိုက်ရောညီတွေမဖြစ်ဘူးတဲ့အဲ့အတွက်ကြောင့်ဘင်ဆော်ဝဲဆိုတာဒီမှာတော့ဒီ Hitosuno bin model လို့စလိုက်ဆွဲလိုက်တယ်ဆိုပါဆိုအဲ့ဒါကိုလေ automatic Heyman Lisman ဒမ်းမန်းနေ auto ဖြတ်လို့ရတယ်ဂျီရိုတက်ခိနိခါကုရှုစမန်တွေကိုဖြတ်လို့ရတယ်ဒမ်းမန်းနေပါတယ်ဖြတ်လိုက်တော့ခါကျတော့ဟိုဒီလိုက်ရောညီထွေမှုမဖြစ်ဘူးဆိုတဲ့ဟာမျိုးကမဖြစ်နိုင်ဘူးတနည်းအားဖြင့်ပေါ့နော်စေးကိုစေးဖြစ်တယ်ပေါ့နော်လိုက်ရောညီထွေမှုဖြစ်တယ်ကိုက်ညီမှုဖြစ်တယ်ဘာလို့လဲဆိုတော့ဒီပုံတစ်ပုံကပဲ Heyman Showman စကူမန်ကိုပြန်ထုတ်ထားတာ Heyman တစ်ပုံ Showman တစ်ပုံစကူမန်တစ်ပုံဆိုပြီးမှတက်တက်စီဆွဲတာမဟုတ်ဆွဲရင်တော့ဒုတိကက်ဆော့ဝဲမှာတက်တက်စီဆွဲရတာဒီ 3D software တွေမှာကျတော့ဘင်ခန်း software တွေပေါ့နော်ဥမာအမသုံးနေတဲ့ MEP Accessibility Defect software မှာဆိုရင် Heyman ဆိုပဲဆွဲတာဒါပေမဲ့လို့ session ဖြစ်လိုက်တာနဲ့ Showman Damage တစ်ခါထုတ်လို့ရတယ်အတက်ကနေဆွဲစရာမလိုဘူးအဲ့တော့ automatic ထွက်တာဖြစ်တဲ့အတွက်ကြောင့်လူဒီစူကြီးစမကအဝနာခုနာတို့ပေါ့နော်လာရောညီထွေမဖြစ်ပါဘူးတဲ့လာရောညီထွေမဖြစ်ချင်းပေါ့နော်လာရောညီထွေချင်းမဖြစ်တာလေမဖြစ်ဘူးပေါ့နော်နာခုနာတို့ဆိုတဲ့ဟာလေအဝနာခုနာတို့ဆိုတော့လာရောညီထွေမဖြစ်တာလေမဖြစ်ပါဘူးတဲ့လာရောညီထွေမဖြစ်ချင်းနေပေါ့နော်ဒီမှာဟတ်ဆေးရှင်နိုင်လို့ထားဆိုလေမဖြစ်ဘူးပေါ့နော်ပြီးရင်စာလာနဲ့ရှီယာကေဟီယိုတွေတတကူဟီယိုတွေတူအစ်တာပေါ့နော်စူလီယိုရှုကေနီကန်ဆူစက်ကေဇူရှောမိုဘင်မော်ရဲကာဂျီရိုတခိနီစကုရကိုတိုကတခိရူတာမေတဲ့ဟီရိုအင်းによるメスもなくなり効率的に設計や施工作業を進めることができるဒါကိုပြောချင်တာပေါ့နော်စစပြောလို့ပဲဘင်မော်ရဲကနေပြီးတော့ဂျီရိုတက်ခိနီအလိုအလျာဘာလုပ်လို့ရတယ်ဆိုရင်ဟီရိုကောက်လို့ရတယ်ဟီရိုကောက်တဲ့ဟာကိုဘယ်လိုပြောပါမလဲခဏလေးနော်နမူနာတစ်ချက်ပြကြည့်မယ်ပေါ့နော်အမဒီပင် software တစ်ခုနဲ့အမဒါ defect software ပေါ့နော် defect software နဲ့ဥမာ danki ဆက်စပ်ပြီးတော့ဒီကိုကြောရဲ့စေးပိုင်းနဲ့ဟာလေးပေါ့နော်အဲ့ဒါလေးကိုတစ်ချက်ဖွင့်လိုက်တာပေါ့နော်ဥမာ 3D နေနဲ့ဇွန်တိုင်းဟျော့ကြည့်ဒီလိုပုံမျိုးအနေနဲ့ကြည့်လို့ရတာပေါ့နော်အမတက်တူအမတစ်ခုထည့်ထားတယ်တခုတူတစ်ချက်ခန်းရှော့ချက်ခုကတစ်ချက်ပြောချင်လို့ပေါ့နော်ခန်းရှော့ချက်ခုဆိုတာဒီမှာဒီတခုတူနဲ့ဒါလေးနဲ့အမတိုက်မိနေတယ်ပေါ့နော်အဲ့တိုက်မိနေတဲ့ဟာတွေကိုခန်းရှော့ချက်ခုကဘယ်လိုလုပ်ရလဲဆိုတော့ဒီ 3D ကိုဖွင့်လိုက်တဲ့အခါမှာဒီအောက်မှာပေါ့နော်ခန်းရှော့ခန်းစာဆိုတဲ့ဟာလေးခန်းရှော့ချက်ခုပေါ့နော်အဲ့ဒါလေးကြည့်လို့ရတယ်အဲ့ဒါမှာကိုခန်းရှော့ချက်ခုလုပ်ချင်တဲ့ဟာလေးဒီမှာအမှန်ချစ်ပေါ့နော်ဥမာခိုင်းရှိလောက်လိုက်တာနဲ့ဒီမှာအနီတွေပေါ်လာလိမ့်မယ်ဥမာအဲ့အနီကိုဒါပဲ click နှိပ်လိုက်လို့ရှိရင်ဒါနဲ့တိုက်မိနေတယ်ဥမာဒီ pipeline တွေပေါ့နော်ဒီ pipeline တွေနဲ့ဒီဟွာနဲ့တိုက်မိနေတယ်ဒီ deck တူနဲ့တိုက်မိနေတယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေ can shot ချက်ကိုလုပ်လို့ရတယ်ဒါကို can shot ချက်ကိုလို့ပြောတာပေါ့နော်အဲ့တော့ဒါ Sasubika ပုံနဲ့Sasubika ပုံနဲ့တော့တိုက်မိတာပေါ့နော်အမဒီ can ချက်ကိုအရှော့ပိုင်းနဲ့ခိုးဆိုးပိုင်းအောင်ထည့်မထားအောင်အကယ်၍အဲ့ဒါကြီးထည့်ထားလဲဆိုရင်အဲ့ဒါလေးနဲ့ပါအမတို့တိုက်မတိုက်ကိုကြည့်လို့ရတယ်ပေါ့နော်ဥမာ can ချက်ကိုထည့်လိုက်မယ်နော်ဒါဆိုရင် can ချက်ကိုထည့်ထားတာပေါ့နော် can ချက်ကိုဥမာမချော့တော့ဒုက္ခစေပေါ့နော်နည်းနည်းလေးကိုဘယ်လိုလုပ်လိုက်ထားလဲဆိုရင်နည်းနည်းလေးပပလေးဖြစ်အောင်လုပ်လိုက်တာပေါ့နော်ဒုက္ခစေအခုကြောရေးစေကလည်းထားလိုက်ပါတော့အချမ်းစီလောက်လိုက်တော့အဲ့လိုပုံစံမျိုးခန်းရှော့ချက်ကိုလုပ်လို့ရတယ်ပေါ့နော်ဒါဆိုအစာအုပ်အတွင်းထဲမှာအမတို့ဘယ်လိုပြောမလဲជីလေးနဲ့ပေါ့နော်ကြည့်လို့ရအောင်ဒုက္ခစေဆိုပြီးလုပ်လိုက်တာဒါဆိုရင်ခန်းရှော့ချက်ကိုဖြစ်နေတယ်အများကြီးပဲဒါဆိုရင် pipeline နေနဲ့ဒါတက်တူတွေနဲ့တိုက်မိနေတယ်ပေါ့နော်အဲ့လိုဟာမျိုးတွေကြိုတင်ပြီးတော့လုပ်လို့ရတယ်ပေါ့နော်ဒါဘင်ဆော်ဝဲဘင်ခန်းလန်းဆော်ဝဲအနေနဲ့ဆွဲလို့ရတာဖြစ်တဲ့အတွက်ကြောင့်ဒါ 3D နဲ့ကြည့်တာပေါ့နော်ဒါခန်းရှော့ချက်ကိုတွေပါတယ်လုပ်လို့ရတယ်ပြီးတော့လို့ရှင်သူ့ကိုရင်ဗီဒီယိုဖိုင်မှာလည်းပြောခဲ့ပါတယ်အမှနမိုင်းစကက်တဲ့ဟိုဆုံး IFC ဖိုင်ပေါ့နော်တနည်းအားဖြင့် IFC ဖိုင်ဒီဖိုင်လေး IFC ဖိုင်အနေနဲ့တိတ်မယ်ဆိုလို့ရှိရင်အမတို့ဒီဘင်360ပေါ့နော်Autodesk ကထုတ်ထားလိုက်တဲ့ဘင်360ပဲဖြစ်ဖြစ်အခြားဘင် software ပဲဖြစ်ဖြစ်ပေါ့နော် cloud ထဲမှာကြည့်လို့ရတယ်ဒါ accessory ပုံ eShop ဆိုလည်း eShop ကလာလိမ့်မယ် Revit နဲ့ဆွဲတယ်ဆိုရင် Revit ကနေ IFC ထုတ်လိမ့်မယ်အဲ့လိုပဲခိုးစိုးပိုင်းမှာ structure ပိုင်းကိုလည်းချက် Revit နဲ့ဆွဲတယ်ဆိုလည်း Revit ပေါ့နော်အဲ့ဒါနေပြီးတော့ IFC ထုတ်လိမ့်မယ်ပြီးမှအမတို့အဲ့ data ကို cloud ထဲမှာပြန်ကြည့်တာပေါ့နော် IFC ကဒါဘုံဖြစ်တက်မှတ်ထားတာပေါ့နော်ဘင် software အနေနဲ့ဘင်မတူညီတဲ့ဘင် software တွေကြားထဲမှာအပြန်အလှန်ကြည့်လို့ရအောင်ပေါ့နော်တက်မှတ်ထားတဲ့ဟာလေးဖြစ်တဲ့အတွက်ကြောင့်အဲ့လိုလေးတွေစီလို့ရတယ်ဒီတစ်ခါကကြာ hero ကြီးပေါ့နော်ဒီမှာ hero ကြီးဆိုတဲ့ဟာလေးရှိတယ် hero ကြီးကောက်တဲ့ဟာကိုမှာချစ်ခိုးတစ်ချက်လုပ်ကြည့်လိုက်မယ်နော်ချစ်ခိုးမှာdesktop ပေါ်ကဖိုင်ပြန်ရွေးလိုက်မယ်ပေါ့နော် desktop ပေါ်ကဒီဖိုင်လေးကိုမှာဘယ်ထဲမှာထည့်ထားလဲဆိုတော့ကဘင်ထဲမှာထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒီဖိုင်လေးပေါ့နော်ဒီဖိုင်ကိုစမ်းသပ်ကိုလုပ်လိုက်မယ် okay ပြီးသွားလို့ရှိရင်ကြောခန်းကြည့်ဆိုနောက်တစ်ခုထပ်ပြီးလုပ်လိုက်မယ်ကြောခန်းနေဆိုပါစို့同じファイルできませんか新規作成条件に
desktop ပေါ်ကတဲ့ခဏလေးနော် file က folder တွေကတူနေလို့ဆိုတော့ပြီးမှပဲ GD basic ထဲမှာထည့်လိုက်မယ်ပြီးမှပဲအမတစ်ချက်ပြောင်းလိုက်မယ်ပေါ့နော်ရှင်းကိစကုစေရမှာဆိုပြီးတော့ okay လုပ်လိုက်မယ် okay လုပ်လိုက်လို့ရှိရင်သူက hero ကောက်ပေးတာပေါ့နော်ဒီ project ထဲမှာဘာတွေဘယ်လောက်ရှိပါလဲဆိုတဲ့ဟာမျိုး hero ကောက်ပေးတာဒီလိုပုံစံမျိုးပေါ့နော်ဥမာတာတက်ခု hero တော့မရှိဘူး consent တို့ဥမာဒန်တိုဆိုလို့ရှိရင်ဒီမှာပေါ့နော်သူဒန်တိုနဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်တက်တိုဘလောက်ဖြစ်တယ်ဆိုတဲ့ဟာမျိုးဒီလိုဇယားနဲ့ကောက်ပေးတဲ့ဟာပေါ့နော် insert တော့ဒီမှာမပေါ်ဘူးဖြစ်နေတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေကို hero ကောက်လို့ရတယ်အဲ့ဒါလေးကိုပြောချင်တာပေါ့နော်အဲ့တော့လူနဲ့လူပါတို့ဟာဒီမှာရှိလိုက်တဲ့ hero ရတက်တိုဘယ်နှကြောင်းပါတယ်လဲဘယ်လောက်မီတာရှိတယ်ဆိုတဲ့ဟာမျိုးကိုလူကနေလုပ်ရင်တော့ miss ဖြစ်နိုင်တယ်ပေါ့နော်အမှားဖြစ်နိုင်တယ်စက်ကနေလုပ်တယ်ဆိုတော့ miss တွေနေတယ်ဆိုတဲ့ဟာမျိုးကိုပြောချင်တာပေါ့နော်အဲ့ဒါကို hero ကောက်တယ်လို့ခေါ်တယ်ပေါ့နော်အတိတ်ကတော့ဒီ bay of material ပေါ့နော်material တွေဘယ်နှခုရှိတယ်လဲဘယ်လောက်ပါတယ်လဲဘယ်လောက်အကွာဝေးပိုက်လိုင်းနေဆိုလို့ရှိရင်နာခါဆိုင်ဘယ်လောက်ရှိတယ်လဲပေါ့နော်အစာရှိတဲ့ပြန်လာလေးတွေလုပ်လို့ရတယ်အဲ့အတွက်ကြောင့်ဒီနံပါတ်3ဒီတဲ့ heroine နေရောဒီ miss ကမစ်စုမို့နာကုနာလေးပေါ့နော်တဲ့ဟီရိုကြီးဆိုရင်လက်နဲ့ကြီးတွဲရတာဆိုမစ်စုဖြစ်နိုင်တယ်အခုကဂျီရိုတက်ခိနီထွက်တာဆိုတော့လေအဲ့ဒါတွေပဲနဲနိုင်တယ်လို့ပြောတာပေါ့နော်ဟဲ့ယွန်းမန်ကျတော့ခါဆိုတက်ခိနာတတ်တဲ့မွန်နိုနီရောဒီတတ်တဲ့မွန်နို9ကိုင်းနော်ခန်းရှော့ချက်ကိုလေဆိုတော့အမလုပ်ပြတဲ့ဟာမျိုးအဲ့ဒါလုပ်လို့ရတယ်ခန်းရှော့ချက်ကိုလုပ်လိုက်တော့စက်ခိုးဖူရော9ရောနေပေါ့နော်အဲ့တော့ဒီခန်းရှော့ချက်ကိုလုပ်ထားမယ်ဆိုလို့ရှိရင်ဒီဖူလီယောဆိုတာချွေးရင်းချက်တွေပေါ့နော်စက်ခိုးဖူလီယော9ရောနေဆိုတာဥပမာခန်းရှော့ချက်ကိုက construction မလုပ်ခင်အခြေဒီမှာစက်ခေခိုင်းတဲ့မှာတို့ကတစ်ချက်လုပ်တာဒီဇိုင်းဆွဲနေကာလအတွင်းမှာဆော့ဆော့တဲ့ပုံစံမျိုးဘင်း software ထဲမှာခန်းရှော့ချက်ကိုဆိုတာလုပ်လို့ရလိုက်တော့ဒီနားမှာဒါလေးဒီတက္ကသိုလ်ပေါ့နော်တက္ကသိုလ်ဒီဟာလေးရဲ့ဘေးမှာမလို့ဖြတ်လျှောက်ပြီးထားလိုက်မယ်ဒါပေမဲ့လို့ဟာရှိလာနဲ့လွတ်ရလားဟာလေးရဲ့တာကဆိုင်နဲ့လွတ်ရလားမလွတ်ဘူးဆိုလို့ရှိရင်ခန်းရှော့ချက်ကိုခိုင်းတဲ့မှာတို့တိုက်မိနေရဆိုလို့ရှိရင် highlight နဲ့ပြပေးတာပေါ့နော်အနီဆိုအနီပြင်ရမယ်ဆိုလို့ရှိရင်တာကစားဘလောက်လောက်ခွာလိုက်ဆိုတဲ့ဟာမျိုးကြီးကြောကိုတွေကြည့်လို့ရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေကြိုကြည့်လို့ရတော့ကြိုပြင်ထားလိုက်တော့စက်ခိုးလုပ်တဲ့အချိန်မှာတကယ် construction လုပ်တဲ့အချိန်မှာဒါတွေကအမှားပြင်ထားပြီးသားဆိုတော့အဲ့လိုကိစ္စတွေဖြစ်เสียအကြောင်းမရှိတော့ဘူးပေါ့နော်အဲ့အတွက်ကြောင့်ဒီစက်ခိုးခိုင်းတဲ့အတွက်လည်း construction မလုပ်ခင်မှာဒီခန်းရှော့ချက်ကူတွေလုပ်လို့ရတာဖြစ်တဲ့အတွက်ကြောင့်အချိန်ကုန်သက်သာမယ်ငွေကြေးကုန်ကြမှုသက်သာမယ်ခန်းရှော့ချက်ကူမလုပ်ဘဲနဲ့ 2D zoom နဲ့တာလုပ်တယ်ဆိုရင်ဒီနားလေးတိုက်မိလားမတိုက်မိလားလဲအမတို့တခြားမစစ်ထားမိဘူးတကယ် construction လုပ်မှဒီနားတိုက်မိနေလို့ဘယ်လိုလုပ်မလဲဆိုလို့ရှိရင် zoom တွေပါပြင်ရမယ်တက်မိုတိုလေးစာကိတွေလုပ်ရမယ်ပေါ့နော်အဲ့ဒါလေးကိုပြောချင်တာအဲ့တော့ဘင်း software ရတယ်ပါတဲ့ကွန်ပျူတာကျောင်းနေခါစုတက်ခိနာတတဲ့မနိုစကုခိုတိုတဲ့နေကြီးကန်ဇူမန်တဲ့ဝမုစုကရှိခတာခုတိုင်းတို့ဆဆဘိနော်လက်တိုင်းနာခန်းရှော့ချက်ခုကခါနိုတို့နားတယ်ဆိုတဲ့ဟာဒီဆဆခုတိုင်းဆိုတဲ့အတိတ်ပဲဒီဒီကိုဆိုပိုင်းပေါ့နော် stretcher ပိုင်းကိုပြောချင်တာဒီအစာအုပ်ရဲ့ကိုတဲ့ stretcher ပိုင်းနဲ့တော့ဆဆဘိပုံတွေတိုက်မိတာပဲဖြစ်ဖြစ်ဆဆဘိအချင်းချင်းပေါ့နော် mechanical ဌာနကခုကျော်ရေးဆွဲတာပေါ့နော် electrical ဌာနကနေပြီးတော့ danky ဆဆဘိတွေဆွဲတာပေါ့နော်ဆော့ဝါယာကြိုးတွေမီးလုံးတွေဓာတ်ကုတ်တွေထားတာပေါ့နော်ကေဘယ်လက်တွေထားတာပေါ့နော်အဲ့အတွက်ကြောင့်ဆဆဘိအချင်းချင်းနဲ့တိုက်မိတာဖြစ်နိုင်တယ်လို့ဒီအစာအုပ်ရဲ့ခုတိုင်းဆိုတဲ့ကိုတဲ့ကြီးနဲ့ပေါ့နော်ဆက်စုပ်ပြီးနေတိုင်းမြင်ရလည်းဖြစ်နိုင်တယ်တိုးတော်လည်းပဲအဲ့ဒါတွေအကုန်လုံးခန်းရှော့ချက်ကိုလုပ်လို့ရတယ်ခုတ်တဲ့ယူခန်းရှော့ချက်ကိုနေပါဟာရှိတာဟာဒီတန်ကျော်တက်တိုဟိုင်ကန်နာတို့နော်တတဲ့မွန်တို့ခိုးစေးစုတို့ဘူဆိုင်နာတို့နော်ခါဇာနာတွေပေါ့နော်ခန်းရှော့ကိုခကုနစ်စုကိုတို့အေးဘတ်ပေါ့နော်အေးပေါ့ဒီမှာပြောလိုက်တဲ့ခန်းရှော့ချက်ကိုဆိုတဲ့ဟာဒီဆဆဟာရှိတာတို့ဟာဒီတို့ပေါ့နော်ပြင်တန်းကျော်ဆိုတဲ့ဆယ်လီတွေတဲ့တက်ကုတိုဆိုတဲ့ decline တွေနဲ့ပိုက်လိုင်းတွေနဲ့အဲ့ဒါတွေနဲ့တဲ့ဒီအစာအုပ်ကိုတိစောက်ထားလိုက်တဲ့ပူဆိုင်နေနဲ့တိုက်မိတာပေါ့နော်ခါစာနာတွေဆိုတာထက်နေတာတိုက်မိတာကိုခက်ခုနဲ့လောက်တယ်လို့ပြောတဲ့ကိစ္စပါတဲ့ဆိုပြီးဟိထားတာပေါ့နော်အဲ့နောက်တစ်ခါကျတော့ Goban ဒီ two of us မှာအမဆောင်မဖြစ်ခဲ့တော့ဘေးခံခဲ့ရပါတယ်။ဘာလဲဆိုလို့ရှိရင်communication စုလို့အနေနဲ့ job ဟိုခိုးခန့်ပေါ့နော် information သတင်းချက်လက်တွေကိုသူက cloud data သုံးတယ်ဆိုတဲ့ဟာကိုသူကမသုံးဘူးဆိုပြီးရေးထားတာပေါ့နော်။ဘင်းဒီဒီ data တွေက OMOI ဖြစ်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုလို့ရှိရင် Togo database ဖြစ်တဲ့အတွက်ကြောင့်ဒီ information ချက်လက်တွေအကုန်လုံးကိုစုစည်းပြီးတော့လုပ်ထားလိုက်တဲ့data လေးတွေပေါ့နော်။တို့တော့လည်းပဲအဲ့ data ကြီးက OMOI ဖြစ်တဲ့အတွက်ကြောင့် internet နဲ့သုံးလို့အဆင်မပြေဘူး cloud ကိုမသုံးပါဘူးဆိုပြီးတော့ပြောခဲ့တာပေါ့နော်။ဆောင်းပွဲမှာတော့အဲ့အတွက်ကြောင့်အဲ့တော့ကတော့ force ဆိုပြီးတော့ရွေးခဲ့တာ true or false မှာဘာဆိုရွေးခဲ့တာပေါ့နော်။အဲ့အတွက်ကြောင့် data OMOI ခါတာမှာ cloud တို့ရှိရော cloud ကိုသုံးရပါတယ်။ဒါဆိုပြောလို့ပဲဘင်360ဘင် cloud ပေါ့နော်။အဲ့ထက်မှာအကုန်လုံး share ပြီးတော့သုံးရတယ်။သုံးတဲ့ခါကျလို့ရှိရင်ဘာလိုအပ်လဲဆိုရင် CDE ဆိုတဲ့ common data environment ပေါ့နော်။ GOI case ဖြစ်ဖို့ရန်အတွက် CDE လိုအပ်တယ်ပေါ့နော်။ CDE common data environment ဆိုတဲ့ဟာလေးလိုအပ်တယ်အဲ့တော့ဒီမှာဆိုရင်ဘင်ဟိုလီယောစုကိုတို့တဲ့စက်ခေရှာဟက်ချူရှာစကုရှာနာတို့ကိုကြည့်ခံခေရှာကအုံနာကြည့်မဲ့ဆန်တဲ့ဂျောဟိုခေယောယူစုကိုတို့ကတခိ communication တော့ခဆစေခနေရတဲ့ကိုကြီးခေစေကရောရင်းနေနာတို့ကိုတို့ကခိတိုင်းတခိအဲ့တော့စသပြောလို့ပဲတရားဒီဘင်ဒီ communication 2ဖြစ်တဲ့အတွက်ကြောင့်စက်ခေရှာတွေဒီဇိုင်းရေးဆွဲတဲ့လူတွေဟက်ချူရှာတွေပေါ့နော်တောင်းဆိုတဲ့လူတွေပေါ့နော်ပြီးတော့လို့ရှိရင်စကုရှာဆိုတဲ့ construction လုပ်တဲ့လူအကုန်လုံးဒီအကုန်လုံးဘုံသဘောတူပေါ့နော်သုံးလို့ရတဲ့ tool လေးအနေနဲ့ communication tool လေးအနေနဲ့
လွယ်လွယ်ကူကူအသုံးပြုလို့ရပါတယ်ဆိုတဲ့ဟာမျှော်လင့်လို့ရပါတယ်ဆိုပြီးပြောထားတာဖြစ်တဲ့အတွက်ကြောင့်ရှေ့ပိုင်းမှာရှင်းခဲ့တဲ့ဟာတွေပဲပေါ့နော်ဒါတွေကနောက်တစ်ခုဒီမှတ်ရမယ့်ဟာဒီ star ပြထားတယ်ပေါ့နော်ဘင်ဟိုတဲ့ communication するとして利用する場合その情報共有の場として cloud service ကို利用することが推進されるဆိုတာအကြံပြုတာပေါ့နော်အဲ့တော့ဘင် software ကို communication tool အနေနဲ့သုံးမယ်ဆိုလို့ရှိရင်တခြားပေါ့情報共有ပေါ့နော် information ပြန်လည်ချက်လက် share ဖို့ရန်အတွက်က cloud service ကိုသုံးမှရမှာအဲ့ဒီအတွက်ကြောင့်စောင်းဘဲမှာ cloud service ကိုမသုံးပါဘူး data တွေက OMO ဖြစ်လို့ဆိုလို့ရှိရင်မှားတယ်ပေါ့နော် cloud service သုံးတယ်